เสียก้าวนักอัตชิยันเนี่ยอนาคตเปียกนี่เดลูฮาเวดาทับโปโซเดยีเวจะมาดีเดลูฮาเวดาทับโซเดมันนักการเนี่ยท่าอโลโลยาเอียวินเนที่อโลโลซาโบเบอโลโลนี่ยาเดส่วนตริสันเนี่ยมาชานาบูลูกายีเวจะเชียเมยีเวเจ้าอากาศเทพในบุตรเทมามวยลากเรียพยาเทไปไล่เดอายาชีเดเอรักมิวสิที่มาบาติชิเลบาติชิเลที่มาปันติชิละไม่ใช่บาตีมาไม่ใช่วัดมาจำเอาตีอยู่ละบ้าสบีตีมาอยู่บ้านเนี่ยจำเอาตีใจเดือดบุตรชีละดีเดมาเสียเยี่ยมไม่ทันใจละลาบ้าเสียเยี่ยมไม่ทันลาบ้าลาบ้าลาบาดิมาลาบาโอเคนั่นมาขอที่นั่งกันตาแต่บาลกขอเลยจะมาตีลกขอละอ๋อดิมาเลยโมดีลาอยู่ละนี่มาละมอนี่โน่นเนี่ยลงละลูเล่ลกขอเลยอะไรจ้าหรอไอเดียโอเคทิชชู่เลยอยู่ไรเมื่อตาโรทิชชู่เลยมาโลลาอูล่ะมาทำโลกามาเอามีเชียงขนาดเล็บเปียวไม่ได้ขาดเล็ดด้วยเปียร์ไหมงาตาวันนี้มาลาวงาตาเลยลาวงาตาลูเดียวกะฉันตาเอามีเชียงนี่ได้งาบาเวมเลยงาบาลูนี่เลยกูโลอัตตาเบกูเวบุสินซาเนลูอะเอดามาจามีสินเยเมลูกูโลอัตตาเวตเชยลงสินซาบิดอมากูโลอัมุดิปะเลยพี่กูโลอัตตาเดพี่ชินเนสันดาเบชีเดลูอะสินเยตัวเมลูဒီတီရှူးဘော့စ်လေးကိုလုတ်တဲ့သူကထိုင်စဉ်းစားနေတာသူကငါတတ်ခိုင်းတာဘာစဉ်းစားလဲဆိုလူတွေတဲ့ဘာလို့မလဲမသိဘူးနော်တဲ့စားပြီးသွားရင်လက်ကိုအဲ့လိုလုတ်တဲ့လူတွေအတွက်ဘာလို့မလဲတဲ့တီရှူးလေးလုတ်လိုက်မယ်ကွာတဲ့လူတွေဘာလို့အနေလဲဆိုတာကိုစဉ်းစားပြီးတော့လိုက်လုတ်တဲ့ကောင်တတိဖြစ်သွားတာဟုတ်ကဲ့ဟမ်စားပြီးရင်တုတ်ဖို့ပစိုးကြီးဖြုတ်ပြီးတော့တုတ်ဖို့ကောင်းလားအောက်စားလွင့်လည်းမကောင်းပြန်မဟုတ်အဲ့ဒါအဆင်မရှိဘူးဆိုတော့အဆင်တန်းလေးနဲ့တရက်လေးနဲ့လူတန်းစားတုံးလို့ရအောင်တချို့လူတချို့မမတွေဆိုရင်နှခမ်းကြီးလည်းပြတ်မှာကြောက်တယ်ဒီအတွက်ဘာလို့လဲတီရှူလို့လဲတီရှူလို့တယ်လူတွေလိုအပ်တဲ့ဟာကိုသူလုပ်ပေးထားတယ်သဘောပေါက်လားမသိဘူးမလားတချို့လူတွေကလက်သေးကိုကိုက်တာမြင်နေတဲ့သူပါမြင်တော့အဲ့ဒါကိုထိုင်ပြီးတော့အများနဲ့စဉ်းစားနေကောင်တရုတ်တွေများတယ်တရုတ်တွေအလကားချမ်းသာတာမဟုတ်ဒီကောင်တွေကသူများဘာလို့အပ်လဲဆိုတာလိုက်ကြည့်နေတယ်မြင်နဲ့လက်သေးညက်ကလေးလှုပ်ရင်ကောင်းမယ်လို့စဉ်းစားလိုက်နဲ့လက်သေးညက်ကအိမ်တိုင်းဆိုင်တိုင်းမှာလို့အိမ်နေမှာဘာလို့အပ်နေလဲသူများရဲ့အိမ်တိုင်းမှာဘာလို့အပ်နေလဲဆိုတာကိုတင်စဉ်းစားတတ်ရင်တရားလုပ်ငန်းရှင်ဖြစ်လာအောင်တ
တင်လိုအပ်တာပဲထိုင်စဉ်းစားနေမဲ့အစားသူများဘာလိုအပ်မလဲဆိုတာကိုတင်စဉ်းစားတတ်ပြီးတော့မှတင်က idea နဲ့ထုတ်လုပ်တတ်ရင်လူများတွေဝေဟောတင်ရဲ့ idea အောင်ဒါ tissue box မဟုတ်ဘူးအဲ့ဒါ idea လူတစ်ယောက်ရဲ့ idea သူများဝယ်ရတယ်တင်ကရောင်းဖို့ဘာ idea မှမရှိဘူးဝယ်ဖို့ပဲ idea ရှိတယ်ဆိုရင်တင်တစ်ချိန်လုံးပတ်စံမဲ့လုံနေမှာပဲလူတိုင်းမှာဘာရှိရလဲ idea အဲ့ဒီ idea ဆိုတာကတင်ရဲ့ရည်ရွယ်ချက်ကိုပြည့်စုံဖို့အကောင့်ထဲပေါ်ပေးမဲ့အရာ idea idea ရှိရဟုတ်ပြီဒါတတိထားဘာအရေးကြီးဆုံးလဲတဲ့လူများတွေထင်တာဒီအခွန်လေးကအရေးကြီးဆုံးနဲ့အရေးကြီးပါတယ်အရေးကြီးဆုံးမဟုတ်ဘူးအခွန်လေးခွာလိုက်ပါသားလေးကိုက်လိုက်ပါသားလေးရလူရှိမှမရှက်ပါနဲ့တီရှူးလေးလည်းနည်းနည်းလိုအပ်မလားပေါ့နော်ဟုတ်ပြီသားလေးတီရှူးလေးလိုအပ်တယ်တီရှူးလေးနဲ့သားလေးတတ်ရလေးလို့တားကိုကြိုက်တဲ့ကောင်မလေးတွေ့ညစ်ပတ်လိုက်တာလို့ထင်နေဦးမှာတေးချလို့ငါသားလေးလက်တွေပါတုံနေပြီသူ့ကောင်မလေးရှိမှသူလုံနေရလို့လားပါလားမသိငါသားရဲ့လက်တွေပါတုံကုန် Okay good Okay အခွန်ထဲကနေဗာလေးထွက်လာလဲကွဘာအစီလဲအစီမရောက်သေးဘူးဒါစားစရာစားလိုက်ပါသားလေဟုတ်ပြီပြီးရင်စားပြီးရင်ပြန်ထွက်လာလိမ့်မယ်အဲ့ဒီအစေကအဲ့ဒီအစေကအဲ့ဒီဘာလဲအတီးထဲမှာအဲ့ဒီအစေကတန်ဖိုးအကြီးဆုံးဒါမဲ့လူတွေတော်တော်များများအဲ့ဒီအစေကိုချွေလိုက်ပြီတန်ဖိုးအကြီးဆုံးအရာကိုတန်ဖိုးမထားတတ်ခြင်းအစင်းရဲခြင်းပဲเข้าใจไหมတန်ဖိုးအကြီးဆုံးအရာကိုတန်ဖိုးမထားတတ်ခြင်းကလူကိုဆင်းရဲစေတာငါသားလူတွေတော်တော်များများထင်တာခဏနေလူတွေတော်တော်များထင်တာဒါလေးလှတော့ကျင်တယ်ရုပ်ချောဖို့အတွက်အပေါ်မှာမိတ်ကပ်တွေလဲနှခမ်းနေတယ်လဲဒါအခွန်ဒါကြာထားရင် तू ကနုံးတော့မယ်လူရုပ်လဲဒီတိုင်းပဲကြီးလာနဲ့အမြတွန့်လာတယ်နှခမ်းနီးပဲဆိုပန်းနီးပဲဆိုအဲ့ဒါကိုတထေးမတွေကဘာလုပ်တယ်လဲဆိုတော့တထေးမတွေကတွန့်လာတဲ့ပရေကိုပြန်ဖြောင်းပါပြန်လုပ်လဲဆိုဒီကနေခွဲချပြစ်တာခွဲပြီးအသားကိုပြန်ဆွဲတင်ပြီးတော့မှအထဲမှာပြန်ချုပ်တာချုပ်တဲ့တထေးမှတွေ့ဘူးတယ်တင်းတာပဲမျက်နာတော့ဒါပေမဲ့အိတ်ရင်မျက်လုံးပိတ်လို့မရဘူး तू ဆွဲထားလို့ကြောင်တောင်ကြီးအိတ်နေတာဟာအဲ့ဒီမိန်းမအိတ်နေတာကိုမသိလိုက်ဘူးဟောက်တန်ချက်ရမဟာမျက်လုံးပြူးနေအိတ်နေတာသူ့ဘဝသူဒုက္ခပေးတာအခွန်ကအရေးကြီးတာလားဆိုတော့အခွန်က just a protection အခွန်လေးကတော့ဒီအသားလေးကိုလုံးချုပ်အောင်တန့်ရှင်းအောင်လှုပ်ထားပေးတဲ့အရာလေးအရေးကြီးပါတယ်ဟုတ်ပြီအဲ့ဒါသူ့ရဲ့ရည်ရွယ်ချက်လည်းမဟုတ်သေးဘူးဟုတ်နော်ကဲစားလိုက်ငါသားလေးအစေတော့မမြူချနဲ့လေအဲ့ဒီအစေရရည်ရွယ်ချက်တင်းဘဝမှာအကျိန်ပေါင်းမြောက်များစွာဘယ်နှကျိန်လောက်တင်ဟာတန်ဖိုးကြီးဆုံးအရာတွေကိုအမိုက်ပုံနဲ့ထည့်ခဲ့ပြီလေတ
တန်ဖိုးကြီးဆုံးအရာတွေကိုသင်ကဘယ်လိုလုပ်တတ်လဲလုပ်သေးတယ်သူများလို့တော့စနစ်တကျအဲ့လိုလေးလုပ်တာမဟုတ်အများကြီးရှိဆိုတော့ဒီအရာကဘာဖြစ်စေလဲဆိုတဲ့အခါမှာအစစ်ကိုလွန့်ပစ်တဲ့လူတွေရဲ့ဘဝဘာဖြစ်လဲပြောကဲဘာလို့ဆင်းရတာစားချင်ပြန်ဝယ်ရပြီလေစားချင်ရင်ပြန်ဝယ်ရတာမဟုတ်စားချင်ရင်ထွက်လာတဲ့အစစ်ကိုပြန်စိုက်တိုက်ရင်ဝယ်စရာမလိုတော့ဘူးအစစ်တုံးကတော့ဘာလဲကွတစိပဲအပင်ပြန်ပေါက်လာပြီးတော့တီးလာတော့အတီးပေါင်းယာနဲ့ချီတယ်အဲ့ဒီယာနဲ့ချီကိုလည်းစားလို့မကုန်တဲ့အတွက်ပြန်ရောင်းတော့ပတ်စံပြန်မဝင်လာဘူးလားဘယ်အရာမဆိုမျိုးစေ့ကိုတန်ဖိုးထားတတ်တဲ့သူဖြစ်ဖို့အရေးကြီးတယ်ဘောပေါ်လာမသိဘူးအခုနကဒီအစိတ်ကလေးစားတဲ့အစိတ်ကလေးဒါလေးကိုပြန်ပြီးတော့တေးသေးချာချာပြန်စိုက်တိုက်ရင်မကြခင်မှာသူကအတီးပေါင်းမြောက်များစွာရဲ့ဟလာအပင်ပိုင်ရှင်လေးဖြစ်လာမယ်အပင်ပိုင်ရှင်လေးဖြစ်လာရင်သူများနေတော့ကိုဒေးဗစ်ရဲ့ပင်အတီးလေးကိုစားလို့ရမလားစားပါညီမရဲ့ဒါနဲ့ပဲသူတို့ဟာဘဝကဇလန်းဖြစ်သွားပြီးတော့မှကလေးတော်မွေးလာနိုင်သေးတယ်ပြောချင်တာကအိမ်ဘေးနာခြံကအပြိုလေးတယောက်ကကြက်မောက်တီးကိုမြင်ရင်းနဲ့ကိုဒေးဗစ်စီမှာလာပြီလာရင်းနဲ့ကိုဒေးဗစ်ရလူပြိုကြီးမှန်တိသွားတော့ဇလန်းနေဖြစ်ရတဲ့အိမ်ကနေတအိမ်ဖြစ်သွားတဲ့ဇလန်းနေဘာပင်မမရှိရင်ဘာဇလန်းမှလည်းမရှိနိုင်တော့တော့ပေါ့လားမသိဘူးโอเคရပြီသားတော့သူနဲ့သားတော့ကျေးဇူးတင်တယ်ဆရဘာဝဒီကတင်တို့ပြောပြချင်တာဆိုတင်းရဲ့ဘဝမှာတန်ဖိုးကြီးဆုံးအရာတွေကိုတင်တန်ဖိုးမထားခဲ့ဘူးဆိုတော့ဒီနေ့ပြောချင်တဲ့မျိုးစေ့ကဘာလဲဆိုတင်းရဲ့ရည်ရွယ်ချက်ဘာလဲလူမှာဘာရှိရမလဲရည်ရွယ်ချက်ဆိုတာရှိရတယ်အဲ့ဒီရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ဖို့သူ့မှာ idea ရှိရတယ်ခဏလေးပြောပြစေလာပါအောင်ဆရာပေါ်လာပါအောင်ဆရာပေါ်က तू อ่ะဆရာပေါ်က तू อ่ะဆိုပါစို့ तू อ่ะအဆိုးတော်တယောက်နာမည်ကြီးတဲ့အဆိုးတော်တယောက်တေးရီတေးဆိုပေါ်ကြီးဖြိုးကြီးတို့မျိုးကြီးတို့မဟုတ်ပေါ်ကြီးနာမည်ကြီးသောပေါ်ကြီးကဲနော်သိချင်တာသူ့ရဲ့တချင်းတစ်ပုတ်နဲ့ तू ကတေးရီတေးဆိုပေါ်ကြီးနာမည်အရန်ကြီးသွားပြီမြန်မာပြည်မှာโอเคနာမည်ကြီးအဆိုတော်ကြီးတယောက်သွားတဲ့နေရာတိုင်းမှာပြိတ္တတွေကလိုက်ပြီးတော့စိုင်းထုတ်ခိုင်းရတဲ့နာမည်ကြီးတဲ့လူတယောက်ဖြစ်သွားပြီအဲ့ဒါသူ့ရဲ့အောင်မြင်ခြင်းလားမဟုတ်ဘူးတိကျနာတာလူတွေထင်တာပါလဲ